여러분 안녕하세요. 엘라ဖြစ်ပါတယ်. 엘라가ဒီနေ့မှာ topic exam မှာ 여러분တို့ level အမြင့်ရဖို့အတွက်ဘယ်လိုလေ့ကျင့်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ 엘라가ဒီနေ့ share လုပ်ပေးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင် level အမြင့်ရဖို့ဒီ3ချက်ပဲလိုတယ် okay? 3ချက်ပဲလိုရယ်နော်။ဒီ3ချက်ကိုသေချာလဲလုပ်မယ်ဆိုလို့ရှိရင် topic exam မှာ level မြင့်ရဖို့ကလုံးဝကျင်းသိပါပဲ။ဒါဆိုလို့ရှိရင်ပထမဆုံးတစ်ချက်က 여러분တို့ topic preparation class တွေကိုတက်ရမှာဖြစ်ပါတယ်။အဲ့တော့ဒါကတော့ Ella ရဲ့အမြင်ဖြစ်ပါတယ်။ဒါပေမဲ့ဒီအမြင်ကကြတော့ Ella အနေနဲ့ပေါ့နော်ဒါသုံးသက်ချက်အရာဆိုလို့ရှိရင်တကယ်ကိုလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကိုကဒီ topic exam ကိုဖြည့်ခြင်းတယ်။ဒါပေမဲ့ကို့မှာကဘာမှ experience လည်းမရှိဘူး။မေကွန်းပုံစံတွေလည်းမသိဘူး။ဘယ်လိုမေကွန်းပုံစံကိုချင်းကပ်ရမယ်ဆိုတာလည်းမသိဘူး။မေကွန်းရဲ့ဖွဲ့စည်းပုံကအစမသိဘူးဆိုတာကိုက self study နဲ့ပဲလုပ်မယ်ဆိုလို့ရှိရင် topic preparation class တက်ပြီးတော့တစ်နှစ်ကြာမယ့်အချိန်တွေမှာကိုက self study လုပ်ပြီးတော့ဖြည့်မယ်ဆိုလို့ရှိရင်အချိန်က2နှစ်လောက်သွားပြီးတော့ကြာနေတယ်ဆိုတော့여러분တို့အတွက်အရန်ကိုအချိန်တအား waste ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ Ella ကတော့ topic preparation class ကိုတိုင်းနေတက်ရကောင်းမွန်တဲ့ class တွေကိုရွေးချယ်ပြီးတော့တက်ဖို့အတွက်အကြံပြုချင်ပါတယ်။ဒါကတော့ပထမဆုံး first tip ဖြစ်ပါတယ်။ဒါဆိုရင်ဒုတိယ second ဒုတိယတစ်ခုကဘာလဲဆိုလို့ရှိရင် 여러분တို့လုံးဝလိုအပ်တာကဘာလဲဆိုရင် self study ဖြစ်ပါတယ်။ပြန်ပြောမယ်နော် self study ဖြစ်ပါတယ်။အဲ့တော့ self study မရှိဘဲနဲ့ topic preparation class ကိုတက်လဲပဲဘာမှအကျိုးသက်ရောက်မှုချင်းရှိမှာမဟုတ်ပါဘူး။ဒါကြောင့်မို့လို့ self study လုပ်ပြီးတော့ exam ကိုElla တို့ကလေ့ကျင့်မှရပါမယ်။ဒါဆိုလို့ရှိရင် self study လုပ်မယ်။ Okay self study နဲ့တူထပ်ပြီးတော့တွဲပြီးပါလာတဲ့အချက်ကဘာလဲဆိုလို့ရှိရင်တတိယချက်ဖြစ်တဲ့ consistency ရှိမှရပါမယ်တော့ဘုံ။အဲ့တော့ consistency ဆိုတာဘာလဲဆိုတော့စပြီးတော့ကိုကစပြီး topic exam ကိုဖြေတော့မယ်ဆိုပြီးတော့ကိုကစိတ်ထဲမှာဆုံးဖြတ်လိုက်ပြီးဆိုကြတဲ့ကိုက 여러분တို့ကဒီ exam အတွက် preparation class တက်မယ် self study လုပ်မယ်အဲ့ဒီ self study ကိုမှကိုက consistency ရှိလေးနဲ့เนาะအဆုံးထိလုပ်သွားမယ်ဆိုလို့ရှိရင်여러분တို့ topic exam မှာ level အမြင့်ရဖို့ဆိုတာကခက်ခဲတဲ့အရာတစ်ခုမဟုတ်ပါဘူးဒါဆိုလို့ရှိရင်Ella အနေနဲ့ပြန်ပြီးတော့အကုန်လုံးပြန်ပြီးခြုံပြီးပြပြရမယ်ဆိုလို့ရှိရင်ဒီသုံးချက်ကိုပဲ Ella အနေနဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်ပြုလုပ်ခဲ့ပြီးတော့ Ella ဆိုရင်လည်း topic level 5ကိုရရှိခဲ့တာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုလေးတွေမှာ Ella က topic exam မှာဘလို့စာလေးချင်းခဲ့လဲစာလေးရတဲ့ပုံစံတွေကိုထပ်ပြီးတော့ဝင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Ella page လေးကို like and subscribe လေးလုပ်ပေးဖို့အတွက်လုံးဝမမေ့နဲ့เนาะ okay ဒါဆိုရင်ဒီနေ့တော်တော်လောက်ပါပဲ bye bye 안녕